ဗုဒ္ဓဘာသာ၏ခြေခံကောင်းများဆိုတဲ့တရားဟောစဉ်လိုက်ကလေးကိုစတင်လွှင့်ပါပြီ။ဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းများနဲ့လူငယ်မောင်မယ်လေးများတို့တရားလူလားကြကုန်သောဗုဒ္ဓဘာသာတွင်သူတော်စင်အပေါင်းတို့အာယုန်တစ်ပါးကိုစိတ်မသွားဘဲနဲ့လိလာမှတ်သားနာယူကြပါလို့တတိပေးနှိုးဆော်တိုက်တွန်းလိုက်ပါတယ်။ဒီနေ့မှလည်းကိုရီတရားတိမှတ်ပွားဆိုတဲ့တရားတော်ပဲဆက်လက်ပြီးတော့ဓမ္မဒါနပြုလုပ်ပြီးသွားမှာဖြစ်ပါတယ်။အဲ့တော့ကိုရီတရားတိမှတ်ပွားဆိုတဲ့တရားတော်ဓမ္မဒါနပြုခြင်းသည်ဓမ္မသည်ဓမ္မဘုဒ္ဓရာတွေတိုးပွားစေဖို့ဝိပဿနာအတိဝိပဿနာဘုဒ္ဓရာတွေတိုးပွားစေဖို့ဒါဓမ္မဒါနပြုလုပ်နေခြင်းဖြစ်ပါတယ်အဲ့တော့အထူးသဖြင့်မှာကျင်တာကအသေးမဟုတ်ခင်အတိတွေနောက်မကြပါစေနဲ့အသေးမဟုတ်ခင်အရှင်းတွေနောက်မကြပါစေနဲ့အသေးမဟုတ်ခင်ကိုယ်အကြောင်းကိုသိအောင်လုပ်ပါလို့ဒါနှုတ်ဆိုတိုက်တွန်းညင်ပါတယ်။ဘာကြောင့်လို့လဲဆိုတော့မိမိတို့ဘဝတန်တရားတစ်လျှောက်လုံးမှာအနာမတကတန်ត្រာတွေကရှင်းလင်းလာခဲ့တာဒီတရားတွေနဲ့ဒီဘဝမှာတွေ့ခဲ့ကြတာပါတွေ့ကြရတာပါဒါကြောင့်ဘုရားရှင်ကိုရောမြတ်ကြီးရဲ့သာသနာတော်သည်နေကဲ့သို့ထွန်းလင်းတောက်ပနေချိန်မှာမိမိတို့သာသနာရဲ့အဆုံးအမတွေကိုရအောင်ကြိုးစားပြီးတော့လိလာမှတ်သားကြင်ကြံကြိုးကိုအားထုတ်ကြရမှာဖြစ်ပါတယ်ဒါကြောင့်သတိပေးနှိုးဆော်တိုက်တွန်းနေခြင်းဖြစ်ပါတယ်အဲ့တော့အနေနဲ့ပြောချင်တာကဓမ္မမိတ်ဆွေတွေတဲကတချို့တိုက်ခိုက်တာလေးတွေကခဏခဏတိုက်ခိုက်မှုတွေလုပ်နေပါတယ်အဲ့တော့အဲ့ဒီတိုက်ခိုက်မှုတွေဟာသူတို့ကလည်းစိတ်ချမ်းသာမှုမရတော့လို့ကိုယ်လည်းကြာရင်စိတ်ချမ်းသာမှုရမှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့သာသနာပြုနေတာပါကျွန်တော်ဝါသနာပြုနေတာမဟုတ်ပါဘူး။အဲ့တော့သာသနာပြုတဲ့နေရာမှာဒီလိုတိုက်ခိုက်ခြင်းတွေအပြစ်အမတန်မှကြီးပါတယ်။တကယ်လို့များအဲ့လိုတိုက်ခိုက်ခြင်းမပြုဘဲနဲ့ကိုသိတယ်ကိုတတ်တယ်ဆိုရင်အကောက်တစ်ကောက်ဖွင့်ပြီးတော့မှဝိုင်းပြီးသာသနာပြုကြပါလို့ဒါလေးနှိုးဆော်တိုက်တွန်းနေပါတယ်။ဝိုင်းပြီးသာသနာပြုတာပို့ပြီးတော့အကျိုးများပါတယ်။ယဟန်ပုဂ္ဂိုလ်လူပုဂ္ဂိုလ်မှရမဟုတ်ပါဘူး။သာသနာပြုလို့ရပါတယ်ဘုရားရှင်လည်းခွင့်ပြုထားပါတယ်ဒါလေးကိုတော့ကျွန်တော်အနှုညွန့်တောင်းပန်ပါတယ်မတိုက်ခိုက်ကြပါနဲ့ခင်ဗျားတို့ရဲ့အကျိုးကိုလိုလားလို့ကျွန်တော်တောင်းပန်နေခြင်းဖြစ်ပါတယ်လို့သာသနာပြုတဲ့နေရာမှာတိုက်ခိုက်တယ်ဆိုတာသာသနာဟိုလိုက်ပြီးတော့ဖြစ်စည်းတာနဲ့အတူတူပါပဲအခုသာသနာကိုဘာသာကိုသာသနာကိုဖြစ်စည်းနေတဲ့လူတွေအများကြီးပဲအဲ့ဒီပုဂ္ဂိုလ်တွေမှာခင်ဗျားတို့တွေလည်းအကျုံးဝင်တယ်လို့ကျွန်တော်ကတော့ထင်တာပဲကိုဘာသာကိုသာသနာကြီးထုံးလင်းတောက်ပနေတာဝိုင်းပြီးတော့မှကိုဘာသာကိုသာသနာကိုပြန်ပြီးစော်ကားနေလို့လဲဒါခက်ကြီးတွေကဆက်ရောက်နေတာလို့ပြောလို့လည်းရပါတယ်စော်ကားတဲ့လူတွေစော်ကားမပြင်းမတဲ့လူတွေပြင်းမကိုကစော်ကားတဲ့လားပြင်းမတဲ့လားဆိုတော့လည်းမစင်းစားအကောင်းဆုံးမှမှန်အကြောင်းကျိုးလောကဓာတ်ကိုလည်းဘာမှမသိတော့ကိုတွေကလှုပ်ချင်အောင်လှုပ်ပြောချင်အောင်ပြောအဲ့ဒါမသိမှုအဝိဇ္ဇာဥစည်းနေတာပါပဲသိတဲ့ပုဂ္ဂိုလ်ကဒီလိုမပြောပါဘူးသိတဲ့ပုဂ္ဂိုလ်ကဝိုင်းပြီးတော့မှတဲ့မှပေးမယ်ဝိုင်းပြီးတော့မှပြုပြင်ပေးမယ်ဝိုင်းပြီးတော့မှအားပြီးအားမြောက်ပေးမယ်ဒါမျိုးပဲရှိမှာအခုကဝိုင်းပြီးတော့မှတိုက်ခိုက်တယ်ဝိုင်းပြီးတော့မှအပုတ်ချတယ်ရှုံချတယ်ဆိုတဲ့အလုပ်တွေကသူတော်ကောင်းအလုပ်မဟုတ်ပါဘူးနည်းနည်းရင်းရင်သိပြောရမယ်သူရုပ်မှာအလုပ်တွေပါဒါတွေကိုရှောင်ညပါကျွန်တော်တို့သိတဲ့အချိန်ကစပြီးဒါမျိုးလို့ဒီဘယ်တော့မှမလုပ်ခဲ့ပါဘူးဒါလေးတွေအနှုံညွန့်တောင်းပန်ပါတယ်နော်ကျွန်တော်အနေနဲ့နှုံညွန့်တောင်းပန်ပါတယ်ခင်ဗျားတို့ရဲ့အကျိုးလိုလားလို့ပြောတာပါတရားရှာပါအမှားကိုမရှာပါနဲ့ကိုဟာတရားကိုမရှာတရားကိုမနာပဲနဲ့အမှားတွေလိုက်ရှာပြီးဘလို့ရှုံချလိုက်ရမှာဘလို့ပြောဆိုဒါအိတ်တာမဲစီတွေကဆိုတဲ့တရားစိုးတွေနဲ့ဒါတိုက်ခိုက်နေခြင်းဖြစ်ပါတယ်ကိုကိုစီးစိတ်ကြည့်ပါကိုကိုသိအောင်လုပ်ပါအဲ့တော့အိတ်တာမဲစီရနဲ့တိုက်ခိုက်ခြင်းသည်ဒီအိတ်တာမဲစီရနှစ်ပါးကြောင့်လည်းခုဘေးအန္တရာယ်တွေကြာရောက်နေရတာလည်းဖြစ်တယ်ယောဂဗျာတွေထူပြောနေတာဒီအိတ်တာမဲစီရတရားစိုးနှစ်ပါးကြောင့်ဖြစ်နေတာပဲဒါကြောင့်အထူးသဖြင့်သတိထားပါလို့နှိုးဆော်တိုက်တွန်းညင်ပါတယ်ကျွန်တော်အနေနဲ့လေဒီနေ့ဥပမာလေးပြောသွားကြတာတော့ဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းများကျွန်တော်အနေနဲ့ကလည်းတရားလိုလားတဲ့ပုံကိုယ်တွေကိုပြောတာပါဟိုကျွန်တော်ဟောပြောတဲ့တရားစဉ်တွေကိုမကြိုက်ရင်လည်းကြော်သွားလိုက်ပါဘာမှဖြစ်ပါဘူးလူချင်းနဲ့လူယူပါလိမ့်မယ်ဘုရားရှင်လက်ထက်ကလည်းဒီလိုပဲဘုရားကိုတိုက်ခိုက်တဲ့လူတွေအများများတာပဲအဲ့တော့လူချင်းနဲ့လူကယူသွားတာပဲမလူချင်းနဲ့လူကကြော်သွားပေါ့မသိသူကြော်သွားသိသူဖော်စားမှာပဲအဲ့တော့တရားတကယ်ရခြင်းနဲ့တရားလိုခြင်းနဲ့ဆိုနာပါတယောက်နဲ့တယောက်အတွေ့အကြုံလေးတွေဖလှယ်ပါတယောက်ရဲ့အတွေ့အကြုံလေးတွေတယောက်ယူရင်းနဲ့ကိုကတရားအသည့်တွေပို့ပြီးတော့မြင်မလာအောင်စူးစမ်းရမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာလည်းဥပမာလေးနှစ်ခုလောက်ပြောပြီးတော့မှနောက်နေ့မှာတော့ဒီဥပမာလေးတွေကိုအတိတ်ပဲရှင်းရင်းနဲ့ကျွန်တော်ကြင်ကြံကြိုးကိုအထုတ်ခဲ့ရပုံလေးတွေခက်ခဲပုံလေးတွေကိုဒါဓမ္မဒါနပြုပြီးတော့မှဖြစ်ပါတယ်ဓမ္မမိတ်ဆွေများအဲ့တော့ဥပမာလေးတစ်ခုကဘာလဲဆိုတော့ဆရာတော်ကိုမေးလျှောက်တဲ့ကဆရာတော်ကြီးမိတ်မုံက
ဓာတ်ဘူးတဲ့ဟိုတဲ့ရေထင်အေးတယ်ကွာတဲ့ဓာတ်ဘူးတဲ့ကိုရေနေထင်ပူတယ်တဲ့အဲ့တော့ခန္ဓာကြီးကလည်းဓာတ်ဘူးနဲ့တူတယ်တဲ့အဲ့တော့ဒီခန္ဓာကြီးတဲ့ဟိုတဲ့မိတ်ရည်စင်တွေလောင်းထင်တော့အေးမှာပဲကွာကိလေသာရည်တွေလောင်းထင်တော့ပူမှာပဲကွာအဲ့တော့ကိုကဘယ်ရည်ကိုလောင်းမလဲဘယ်ရည်ကိုလောင်းတောင်ကြိုးစားမယ်ဒါပဲစဉ်းစားပါတယ်ဆရာတို့ဒါလေးတွေမှတ်ထားတော့ဓမ္မမိတ်ဆွေများဘုရားရှင်လက်ထက်ကလည်းဒီဥပမာလေးတွေကြောင့်ပဲသောတာပန်သရဂံအနာဂံယဟန္တာတွေဖြစ်သွားတဲ့ပုံကိုယ်တွေအများကြီးပဲဒီဥပမာလေးတစ်ချက်ကဘဝတသက်တာလုံးအေးချမ်းသွားနိုင်ပါတယ်လို့လည်းကျွန်တော်ပြောပြပါတယ်အဲ့တော့ဥပမာလေးတွေကျွန်တော်ကအဲ့ဥပမာလေးတွေကိုစောင့်ပြီးတော့မှနှလုံးသွင်းဆင်ញင်သွားတဲ့အတွက်ကြောင့်လည်းကျွန်တော်ဒီတရားအားထုတ်ရတာရှုမှတ်ရတာပွားများရတာတတိထားရတာအဆုံးပြောပြမှာပေါ့ဗျာအဲ့လိုရှုမှတ်ပွားများတတိထားပြီးတော့သွားခဲ့တာဝိပဿနာကျင့်ခဲ့တာအေးစိတ်တည်ငြိမ်သွားနဲ့အားထုတ်နိုင်ပါတယ်မဉ္ဇဉ်ဖုန်ဉ္ဇဉ်ရဖို့ရန်အတွက်အေးစိတ်တည်ငြိမ်သွားနဲ့အားထုတ်နိုင်ပါတယ်ဆိုတာလေးကိုလည်းပြောချင်ပါတယ်အဲ့တော့အဲ့ဒီဥပမာလေးကဘာလဲဆိုတော့အဲ့ခုနပြောတဲ့ဥပမာဟာတေချာစဉ်းစားဖို့နောက်ရည်ကိုရှင်းပြပေးမယ်ပေါ့နော်ဓာတ်ဘူးတွေကိုရေးထည့်ရင်အေးမယ်ရေနွေးထည့်ရင်ပူမယ်ခန္ဓာကြီးလည်းဓာတ်ဘူးနဲ့တူတယ်အဲ့ဒီခန္ဓာကြီးတွေကိုမရည်စင်တွေကိုဖြန်းပြီးတော့မှမရည်စင်တွေထည့်နိုင်မယ်ဆိုရင်အေးမှာပဲဒီခန္ဓာကြီးကိလေသာရည်တွေလောင်းထည့်ပူမှာပဲတဲ့အဲ့တော့မရည်စင်တွေကိုဘယ်လိုလောင်းထည့်မလဲလောင်းထည့်နိုင်အောင်ကြိုးစားရမယ်ဆရာကြီးပြီးသွားတဲ့ဥပမာဩအဲ့ဒါကြောင့်ကိုကဒီဥပမာလေးတစ်ချက်နဲ့ကိုရင်ထဲမှာအေးသွားတာဥပမာကောင်းရင်တသက်တာအေးချမ်းသွားနိုင်တယ်ဆိုတော့ပြောချင်တာနောက်တစ်ခုကဘာလဲဆိုတော့ဆရာတော်ကြီးပြီးတဲ့ဥပမာလေးတွေမှတ်လောက်ဆရာလေးတွေပါပဲမင်းတောင်ရလှုပ်ဖူးလားတဲ့လှုပ်ဖူးပါတယ်ဖေယားလို့အဲ့တောင်ရလှုပ်တယ်ဆိုရင်နှမ်းဆိုင်ဖူးလားဆိုင်ဖူးပါတယ်ဖေယားလို့ဒီနှမ်းဆိုင်တယ်ဆိုတော့အဲ့ဒီနှမ်းကနေပူကျဲကျဲမှာလှမ်းရတာမဟုတ်လားနေပူကျဲကျဲမှာခါရတာမဟုတ်လားတဲ့ဟုတ်ပါတယ်ဖေယားလို့အဲ့တော့အစာတော့ပြောတာမင်းတောင်သူလှုပ်ဖူးလားပေါ့လှုပ်ဖူးပါတယ်ဖေယားလို့အဲ့ဒါနဲ့စတာပေါ့နော်အဲ့တော့အဲ့ဒီနှစ်မှာတဲ့နှမ်းတည်င်းကို1000ပေါက်တယ်တဲ့ဒါနဲ့မမျော်လင့်မဲနဲ့200တိုးလာတော့1200ဖြစ်တဲ့အခါကျတော့အဲ့ဒီတောင်သူကြီးကနေပူကျဲကျဲထဲမှာပြုံးနဲ့နှမ်းနေခါနေလိုက်တာဥပမာလေးနော်နှမ်းနေခါနေလိုက်တာတဲ့ဘေးကလူတွေကချိသွားတဲ့အခါကျမျက်နှာလေးတွေရှုံးပြီးတော့ဩဒီလူကြီးနေပူလိုက်တာကွာသူ့မှာတော့ပူလို့ပူမှန်းမသိဘူးပူလို့ပူမှန်းမသိဘူးနဲ့ဘေးကနေတငင်းကြီးနဲ့သွားချတာအဲ့ဒါမင်းဘာပြုတ်လို့လဲသိလားတဲ့မသိပါဘူးဗျာတဏှာခမောက်ဆောင်းထားလို့တဏှာခမောက်ဆောင်းထားတော့သူ့လိုပူလို့ပူမှန်းမသိဘူးတဲ့အခုလေဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းတွေခုသာသနာကြီးထွန်းကားနေတဲ့အချိန်မှာတချို့တရားအားထုတ်ရကောင်းမှမသိဘူးတရားအားထုတ်ဖို့ရန်နှိုးစော်လို့လည်းမရဘူးစီယုံလို့လည်းမရတဲ့ပုံကိုယ်တွေကဘာတွေဆောင်းထားရလဲအဲ့ဒါစဉ်းစားဖို့နော်တဏှာခမောက်ဆောင်းထားတယ်တဏှာခမောက်ဆောင်းထားတဲ့အခါကျဘလို့ပဲနှိုးစော်မအားဘူးပဲပြောနေတာအဲ့မအားဘူးဆိုတာနဲ့သိကုန်ကြတာပဲဒါလေးပဲပြောချင်ပါတယ်နောက်ရမှာအကုန်လုံးပေါင်းစည်းပြီးတော့မှအဖြေမှန်ကိုထုတ်ပြီးတော့ကျွန်တော်ရဲ့တွေ့ကြုံပုံတွေကိုဒါဓမ္မဒါနလုပ်ပြီးတော့မှဖြစ်ပါတယ်အချိန်ပြည့်သည့်အတွက်ကြောင့်နားကြပါစို့တာဓု